အားလုံးပဲမင်္ဂလာပါဆရာတို့နောက်ထပ်သင်ခန်းစာတစ်ခုကိုဆက်လက်ပြီးတော့တွားရအောင်ဒီသင်ခန်းစာလေးကတော့ Trigo အချိုး6ချိုးဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ Trigo အချိုး6ချိုးကြောင့်ဆရာတို့ပြောကြမယ်အဲ့တော့ Trigo အချိုး6ချိုးမှာရှိတာမှမတူလဲ sin cos tangent cotangent secant cosecant ဆိုပြီးတော့ရှိတာဟုတ်အဲ့တော့ sin cos tangent cotangent secant cosecant မျိုးရှိတယ်အဲ့လိုရှိတဲ့အခါမှာဒီ Trigo ချိုး6ချိုးထဲမှာမင်းသားနှစ်လက်ကိုသာတိထားမယ်ဆိုရင်ကြံတဲ့၄កောင်ဆယ်ကိုသိပြီအဲ့တော့ Trigo အချိုး6ချိုးထဲမှာမင်းသားနှစ်လက်ကမတူလဲအဲ့တော့မင်းသားကြီးနှစ်လက်ရှိပါတယ်ဗျာ Trigo ချိုး6ချိုးမှာအဲ့တော့မင်းသားကြီးနှစ်လက်ဒီမှာအဝါနဲ့ပြထားတဲ့ sin နဲ့ cos ပဲပေါ့အဲ့တော့ဒီမင်းသားနှစ်လက်ဖြစ်တဲ့ sin နဲ့ cos နဲ့တန်ဖိုးသာသိမယ်ဆိုရင်ကြံတဲ့ tangent cotangent secant cosecant automatic အလိုလျောက်သိပါပြီအဲ့တော့ဘယ်လိုမျိုးသိမလဲဆရာရ tangent လိုချင်တယ်ဘယ်လိုရှာမလဲ tangent လိုချင်တယ်ဆိုရင်ဒီမှာ sin ကို cos နဲ့စားလိုက်အောင်ပဲအဲ့ဒီမှာဆရာတို့ကရှေ့မှာသိတဲ့မင်းသားကြီး sin ကိုမင်းသားကြီး cos နဲ့စားရတဲ့အခါမှာလိုချင်တဲ့ tangent ရပြီပေါ့ဒါဆိုရင် cotangent ကိုဘယ်လိုရှာမလဲဆရာ cotangent ကိုလိုချင်တယ်ဆိုရင်တော့ဒါ tangent ရဲ့ပြောင်းပြန်ဆိုပြီးယူလိုက်အောင်ပဲsecant ကိုလိုချင်တယ်ဆိုရင် secant ဆိုရင်တော့ဒါ cos ရဲ့ပြောင်းပြန်ဆိုပြီးယူလိုက်ရင်ဒါပွဲသိမ့်ပြီအဲ့တော့ cosecant ကိုလိုချင်တယ်ဆိုရင်တော့ဒီမှာ sin ရဲ့ပြောင်းပြန်ဆိုပြီးမှတ်ထားမှာဖြစ်ပါတယ်အဲ့တော့သိရမှာက Trigo ချိုး6ချိုးမှာ sin cos tangent cotangent secant cosecant ဆိုပြီးရရှိတယ်အဲ့ဒီနေရာမှာဆိုတော့2កောင်သိရင်ကြံတဲ့4កောင်အလိုလိုရပြီအဲ့တော့ sin နဲ့ cos နဲ့သိတဲ့အခါမှာ tangent ရသွားတယ် sin ကို cos နဲ့စားခြင်းက tangent tangent သိတယ်ဆိုရင် cotangent သိသွားတယ် cotangent ဆိုတာ tangent ရဲ့ပြောင်းပြန် secant ကိုလိုချင်တယ်ဆိုရင် cos ရဲ့ပြောင်းပြန် cosecant ဆိုတာ sin ရဲ့ပြောင်းပြန်ဆိုတာသိသွားရင်မင်းသားနှစ်လက်သာသိရင်ကြံတဲ့ကောင်တွေ၄កောင်က automatic ရသွားတာဖြစ်ပါတယ်အဲ့တော့နားလည်မှထင်ပါတယ်အဲ့ဒီမှာကြည့်အောင်ဆို trigonometry ဆိုတာ Greek စကားလုံးနဲ့ဆင်းသက်လာတာဖြစ်ပါတယ်အဲ့ဒီမှာဆို trigono ဆိုတာ3နာ3တောက်ပါတဲ့ကောင်တွေကိုတိတိကန်တွေကိုဆိုလိုချင်တာဖြစ်ပါတယ်အဲ့မှာ metry ဆိုတာကတော့တိုင်းတာခြင်းပေါ့အဲ့တော့3နာ3တောက်ပါတယ်ဒီမှာဒီတိတိကန်တွေကိုတိုင်းတာခြင်းအဲ့ဒီမှာသိရမှာကဒီလိုမျိုးတတိကန်တွေကိုဆရာတို့က trigonometry ဆိုတဲ့အချိုးတွေရှာမယ်အချိုးတွေရှာတဲ့ခါမှာဒီမှာဒီလိုမျိုးတတိကန်မှာမှတောင်းမှန်တတိကန်မှာမှဆရာတို့က trigo အချိုးတွေရှာလို့ရတာနော်တောင်းမှန်တတိကန်မှာပဲအချိုးကိုရှာ trigo အချိုးကိုရှာလို့ရတယ်ဆိုတာသိထားမယ်ဒီမှာအောက်မှာဆက်ပြောပါလိမ့်မယ်အဲ့ဒီမှာကြည့်လိုက်ပါဆရာတို့ကသွားမယ်အဲ့ဒီမှာပုံလေးအနည်းငယ်တော့တင်လိုက်မယ်အဲ့ဒီမှာကြည့်လိုက်ပေါ့ trigo အချိုးတွေကိုတဲ့တောင်းမှန်တစ်ခုဒီမှရှာလို့ရသည်အဲ့တော့ trigo အချိုးများကိုတောင်းမှန်တစ်ခုတည်းမှရှာလို့ရပါတယ်အဲ့ဒီမှာကြည့်လိုက်တဲ့ခါမှာဆိုလိုချင်တာကဒါလည်းတတိကန်တော့တတိကန်3နာပါတတိကန်ဒါလည်း3နာပါတတိကန်ဒီကောင်ကလည်း3နာပါတတိကန်ပဲဒါပေမဲ့သောက်သိရမှာကဒီရှေ့မှာရှိတဲ့ဒီပုံကနေပြီးတော့ Trigo အချိုးတွေရှာလို့မရဘူးဘာကြောင့်လဲဆိုရင်ဒီကောင်ကတောင်းမှန်မပါဘူးအဲတောင်းမှန်တတိကန်မဟုတ်ဘူးဒီဘက်ကောင်ကြည့်ဒီဘက်ညာဘက်မှာရှိတဲ့ကောင်ကဒီမှာတောင်းမှန်ပါတယ်အဲဒီလိုတောင်းမှန်တတိကန်မှာပဲဆရာတို့က Trigo အချိုးကိုရှာလို့ရတာ Trigo အချိုးတွေကိုဆက်တော့ရှာတော့မယ်ဆိုရင်တောင်းမှန်တစ်ခုတောင်းမှန်တတိကန်တစ်ခုတည်းမှာရှာလို့ရတာဒီကောင်ကတောင်းမှန်တတိကန်မဟုတ်တဲ့အခါမှာရှာလို့မရဘူးဒီကောင်ကတောင်းမှန်တတိကန်ဖြစ်တော့ဒီကောင်ကနေပြီး Trigo အချိုးတွေကိုရှာလို့ရတယ်ဆိုတာသိထားရမယ်ဟုတ်ပြီအဲ့ဒီမှာစက်ကြည့်ရမှာကအဲ့တောင်းမှန်တတိကန်တောင်မှာတဲ့သို့တော်တဲ့90ဒီဂရီတောင်းမှန်ရှိသောတောင်များအချိုးကနေပြီးရှာလို့မရဘူးအဲ့ဆိုကတောင်းမှန်တတိကန်မှာပဲဆရာတို့က Trigo အချိုးကိုရှာလို့ရတယ်ဒါပေမဲ့ထပ်ပြီးတော့သိထားရမှာကဒီတောင်းမှန်ကနေပြီးတော့အချိုးတွေကိုဆရာတို့ရှာလို့မရဘူးကြံတော့တောင်းတစ်တောင်းမှသာရှာနိုင်တယ်ကြံတဲ့ဒီတောင်းနေပေါ့ဒီတောင်းလေးကနေပြီးတော့ Trigo အချိုးကိုရှာနိုင်တယ်လို့ဒီတောင်းကနေပြီးတော့ Trigo အချိုးကိုရှာလို့ရတယ်ဒါပေမဲ့ဒီတောင်းမှန်ကနေပြီးတော့ Trigo အချိုးတွေကိုရှာလို့မရဘူးအဲ့ဒါမှဒီတောင်းလေးနော်ဒီတီတာဆိုတဲ့တောင်းလေးကနေပြီးတော့လေ Trigo အချိုး6ချိုးကိုရှာလို့ရတယ်ဒီဘီတာဆိုတဲ့တောင်းလေးကနေပြီးတော့လေ Trigo အချိုးတွေကိုရှာလို့ရတယ်ဒါပေမဲ့တောင်းမှန်ဖြစ်နေတဲ့ဒီဂမ်မာဆိုတဲ့တောင်းဂမ်မာဆိုတဲ့တောင်းကနေပြီးတော့ Trigo အချိုးတွေကိုရှာလို့မရဘူးလို့ပြောချင်တာဖြစ်ပါတယ်အဲ့ဆရာသိထားရမှာကဒီကောင်လေးအနှစ်ချုပ်ပြောရမယ်ဆိုလို့ချင်းTrigo အချိုးများတွေကိုတောင်းမှန်တတိကန်တစ်ခုတည်းမှာရှာလို့ရတယ်အဲ Trigo အချိုးကိုရှာမယ်ဆိုရင်ဒီကောင်ကတတိကန်တော့တတိကန်ပဲတောင်းမှန်တတိကန်မဟုတ်တော့ Trigo အချိုးကိုဒီကောင်ကရှာလို့မရဘူးဒီလိုတောင်းမှန်တစ်ခုတည်းကမှ Trigo အချိုးတွေကိုရှာလို့ရတယ်တောင်းမှန်တတိကန်ဖြစ်တာတောင်မှဆရာသိရမှာကဒီတောင်းမှန်ဖြစ်နေတဲ့ဂမ်မာကနေပြီးတော့ Trigo အချိုးတွေရှာလို့မရဘူးဘယ်နေရာရှာမယ်ဆိုရင်ဒီမှာသီတာဆိုတဲ့ဒီတောင်လေးကနေပြီးတော့ Trigo အချိုးရှာလို့ရတယ်လို့ဒီမှာဘီတာဆိုတဲ့ဒီတောင်လေးကနေပြီးတော့လေ Trigo အချိုးတွေကိုရှာနိုင်ပါတယ်ဆိုတာအရင်ဆုံးအကြံဉာဏ်လေးမှတ်ထားပေးဖို့လိုပါတယ်အဲ့တော့နောက်သင်ခန်းစာမှာဆိုတော့sin cos tangent cotangent secant cosecant ရဲ့အချိုး6ချိုးကိုရှာတဲ့နည်းလေးကိုဆက်လက်ပြီးတော့တွားရအောင်